အခုချိန်မှာကဘာကြီးရဲ့တနေရာမှာစစ်ပွဲတစ်ခုဖြစ်ပွားနေပါတယ်။ဒါပေမဲ့ဒီစစ်ပွဲကနေမီလူတာမဟုတ်ဘူး။ရေနံလူတဲ့စစ်ပွဲလည်းမဟုတ်ပါဘူး။ဒါဟာနီးပညာလောကရဲ့အမြင့်ဆုံးအားနည်းဆက်ဖြစ်တဲ့ AI ရဲ့နှက်ပြဘယ်သူဖြစ်မလဲဆိုတာကိုပြိုင်နေကြတဲ့ဒေါ်လာထရီလီယံချီတန်တဲ့လက်နက်ပြိုင်ပွဲကြီးပါ။ Okay Tech Achieve YouTube channel နဲ့ကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြထားမယ့်အကြောင်းအရာကတော့ဒီစစ်မြေပြင်မှာ Microsoft, Google နဲ့ Meta ဆိုတဲ့ Tech Giant ကြီး၃ကောင်ဟာသူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေကိုယ်ပိုင်စစ်ဗိုလ်ချုပ်တွေနဲ့အတေလဲတိုက်ပွဲဝင်နေကြတာကိုပြောပြပေးတော့မှာပါ။တကယ်တော့ဒီစစ်ပွဲကိုစခဲ့တာ Google ပါ။2019ခုနှစ်မှာ Google ရဲ့သုတေသနပညာရှင်၈ယောက်ဟာ Attention is all you need ဆိုတဲ့စာတမ်းတစ်စောင်ကိုထုတ်ပြန်ခဲ့တယ်။ဒါခေတ်သစ် AI လောကရဲ့ Rosetta Stone လို့ခေါ်ရမယ် breakout တစ်ခုဖြစ်တဲ့ Transformer နည်းပညာရဲ့အစပါပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာ Google ကသူတို့ဖန်တီးလိုက်တဲ့လက်နက်ကတစ်နေ့မှာသူတို့ရဲ့ပြိုင်ပွဲတွေလက်ထဲရောက်သွားပြီးတော့သူတို့ကိုပြန်တိုက်လိုက်မယ်လို့မထင်ခဲ့မိဘူး။2019ခုနှစ်မှာ Microsoft CEO Satya Nadella ဟာတမိုင်းဝင်မဲ့အကွက်တစ်ခုရွှေ့လိုက်ပါတယ်။သူကအဲ့ဒီအချိန်ကတိတ်မထင်ရှားလေးတဲ့ OpenAI လက်ထဲကိုဒေါ်လာဘီလီယံနဲ့ချီပြီးရင်းနှီးမြှုပ်နှံလိုက်တာပါပဲ။ဒါဟာရိုးရိုးရင်းနှီးမြှုပ်နှံမှုမဟုတ်ပါဘူး။ OpenAI ရဲ့ဉာဏ်ရည်ကို Microsoft ရဲ့ Azure Cloud မှာခြေစိုက်ပြီး Windows နဲ့ Office တွေထဲကို AI သွင်းမှုကြိုတင်ပြင်ဆင်လိုက်တာပါ။2026ခုနှစ်မတ်လရောက်တဲ့အခါမှာဒီမဟာမိတ်ဟာဒေါ်လာ135ဘီလီယံလောက်တဲ့အထိတန်ဖိုးရှိလာပြီ။ Microsoft ရဲ့ Copilot ဟာလည်းလူပေါင်း15တန်းကျော်ရဲ့နေ့စဉ်အလုပ်ခွင်တွေကိုဝင်ရောက်နေရယူပြီးသားဖြစ်နေပါပြီ။ ChatGPT ပေါ်လာတဲ့အခါ Google ဟာ Code Red အရေးပေါ်အခြေအနေကြီးညာခဲ့ရတယ်။ Empire ကြီးပြိုလဲတော့မလို့ဖြစ်သွားခဲ့ပြီမှန်းအခုတော့ Google က Gemini 3.1 Pro နဲ့ DeepThink ဆိုတဲ့ AI တွေနဲ့အတူပြန်လာပါပြီ။သူတို့မှာ Microsoft မှာမရှိတဲ့လျှို့ဝှက်လက်နက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ်ပိုင် chip တွေဖြစ်တဲ့ TPU တွေကြောင့်ပါပဲ။အခုဆိုရင် Ironwood V7 လို့ခေါ်တဲ့ chip တွေဟာတကယ်ကိုကြောက်စရာကောင်းတဲ့စွမ်းဆောင်ရည်တွေရှိနေပါပြီ။တစ်ဖက်မှာမိထားလို့မရတဲ့လူကလည်းရှိသေးတယ်။သူကတော့ Meta ရဲ့ Mark Zuckerberg သူကလမ်းကြောင်းတစ်ခုဖောက်ခဲ့တာ။သူကလာမာ AI ကိုလူတိုင်းတုံးနိုင်အောင် open source အနေနဲ့လကားပေးပြီးအခြားကုမ္ပဏီကိုဒုက္ခပေးခဲ့ပါတယ်။ဒါပေမဲ့2026ခုနှစ်မှာတော့ပွဲရပြောင်းသွားပြီ။ Meta ဟာ Mango နဲ့ Avocado လို့မြည်ရတဲ့ low web model တွေကိုပြောင်းလဲထုတ်လုပ်ပြီးအင်အားကြီးသူတွေရဲ့လမ်းစဉ်တိုင်းလိုက်လာခဲ့ပါတယ်။ဒီစစ်ပွဲဟာကိန်းကနန်းတွေကလည်းမယုံနိုင်စရာပါပဲ။ Google မှာ AI chip အလုံးကြီးတစ်တန်းကနေတစ်တန်းခွဲတိရှိနေပြီး Microsoft ကလည်း AI အတွက်တစ်နှစ်ကိုဒေါ်လာ100ဘီလီယံသုံးစွဲနေပါတယ်။ AI တွေကိုလေ့ကျင့်ပေးဖို့အတွက်တုံးဆွဲရတဲ့လက်စစ်စွမ်းရည်ဟာလည်း2030ခုနှစ်ဆိုရင်တစ်ကမ္ဘာလုံးရဲ့300%လောက်တဲ့အထိရှိလာတော့မှာပါ။ဒါဟာနည်းပညာစစ်ပွဲတွေမကပဲစွမ်းရည်စစ်ပွဲပါဖြစ်လာနေတာပါ။ဒီစစ်ပွဲရဲ့ဆုံးတက်မှာဘယ်သူက AI ရဲ့နှက်ဖျားဖြစ်နန်းတက်နိုင်မလဲ Microsoft ရဲ့စီးပွားရေးလက်မမှုလား Google ရဲ့နည်းပညာကျွမ်းကျင်မှုလားဒါမှမဟုတ် Meta ရဲ့ရင်းနဲ့ပြောင်းလဲမှုတွေလားတကယ်တော့ဒီမေးခွန်းတွေထပ်ဖို့အရေးကြီးတာကဒီ Tech Giant ကြီးတွေကကျွန်တော်တို့ရဲ့ကဘာကြီးကိုဘယ်လိုပုံစံပြောင်းလဲပြစ်မလဲဆိုတာပါပဲနည်းပညာတွေတိုးတက်လာပေမဲ့လူသားတွေကတော့ကိုယ်ကံကြမ္မာကိုဖန်တီးသူတွေဖြစ်ကြံရှိနေအောင်မလားဆိုတာတော့စက်ကြောင်းကြည့်ရမှာပဲကဲဒီနေ့ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင်Tech Achieve ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးပဲ AI ခေတ်မှာအောင်မြင်ကြပါစေ